သားသမီးတွေကိုငရဲပေးတဲ့မိဘသားသမီးတွေကိုအားကိုးသူပေးတဲ့မိဘဆိုတာတကယ်ရှိပါတယ်အဲ့ဒါကဘလို့မိဘမျိုးတွေလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်သားသမီးတွေကအမားကိုလုံမိတဲ့အခါမိဘတွေမျောလင့်ထားတဲ့အတိုင်းသားသမီးကဖြစ်မလာတဲ့အခါအပြစ်လုံမိတဲ့အခါမျိုးတွေမှာအဲ့ဒီအပြစ်ကိုသားသမီးကိုအမြဲတမ်းပြောနေတဲ့မိဘသားသမီးရဲ့အပြစ်ကိုထပ်ခါပြောနေတဲ့မိဘအပြစ်သေးသေးလေးကိုလည်းပဲမပြီးနိုင်မစည်းနိုင်အောင်ပြောနေတဲ့မိဘမျိုးအမားသေးသေးလေးကိုလည်းပဲခဏလူကြားထဲမှာထုတ်ပြီးတော့မှပြောနေတတ်တဲ့မိဘမျိုးတခါတလေမှဆုံးမတာကလည်းဆုံးမတတ်ဖို့လိုသေးတယ်မို့လားအဲ့ဒီလိုသားသမီးကိုအပြစ်ပဲလိုက်ပြီးတော့ကြည်ပြီးတော့ပြောနေတဲ့အခါမျိုးတွေမှာသားသမီးကသူတို့အမားတွေကိုပြင်ဖို့ထက်အမားတွေကိုပြင်ဖို့လမ်းမှန်ဖို့ရောက်ဖို့အတွက်ကိုတွန်းအားဖြစ်ဖို့ထက်ကိုဘယ်လိုဖြစ်သွားတတ်တယ်လဲဆိုတော့လမ်းမာပြီးတော့မှမိဘပေါ်မှာနာကြီးသွားတာမျိုးမိဘပေါ်မှာစိတ်နာသွားတာမျိုးမိဘကိုမကျေမနပ်ဖြစ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီအခါကျတော့သားသမီးကအလကားနေနဲ့မိဘကိုနာကြီးတယ်ငါ့ပေါ်မှာမကောင်းခဲ့ဘူးဆိုပြီးတော့သားသမီးငရဲရတယ်အပြစ်ရတယ်ပေါ့ဒါကတစ်မျိုးနော်နောက်တစ်ခုကဘာလဲဆိုရင်အိမ်မှာလင်မယားတွေလင်နဲ့မယားမိန်းမကယောက်ျားကိုသားသမီးတွေရှေ့မှာအနိုင်ယူလွန်းတာမျိုးနိုင်ထက်စီးနဲ့လှုပ်တာမျိုးနေမဲငဆပြောတာမျိုးမကြောက်ဝမနာတာဆဲဆိုတာမျိုးအနိုင်ကျင့်တာမျိုးတွေကိုလှုပ်တဲ့အခါမှာသားသမီးတွေကသူတို့ရဲ့အဖေကိုဒီလိုလှုပ်ရမလားဆိုပြီးတော့မှမိဘအမေရဲ့အပေါ်မှာနာကြီးသွားတာမျိုးမကောင်းမြင်သွားတာမျိုးတွေဖြစ်တဲ့အခါမှာလဲသားသမီးတွေကအလကားနေနဲ့အာဟုသူဖြစ်တယ်အဲ့ဒီလိုပဲယောက်ျားဖြစ်တဲ့လူကကိုယ့်ရဲ့မိန်းမကိုနိုင်ထက်စီးနှင်းပြုလုပ်တာမျိုးအနိုင်ကျင့်တာမျိုးတွေအပြစ်ပြောတာမျိုးတွေအကောင်းမပြောတာမျိုးတွေလုပ်တဲ့အခါမျိုးတွေမှာရိုက်နှက်တာတွေလုပ်တဲ့အခါမျိုးတွေမှာလဲသားသမီးကမြင်တဲ့အခါမှာငါတို့အမေကိုဒီလိုလုပ်ရမလားဆိုပြီးတော့ကိုယ့်ရဲ့အဖေရဲ့အပေါ်မှာမကောင်းမြင်သွားတာမျိုးနာကြီးသွားတာမျိုးပေါ့ဒါကြောင့်မို့မိဘတွေအနေနဲ့သတိထားရမှာကသားသမီးတွေကမိဘကိုစော်ကားမိအောင်အပြစ်မြင်မိအောင်မလုပ်ပါနဲ့မနေထိုင်ကြပါနဲ့အတတ်နိုင်ဆုံးသားသမီးတွေရဲ့အရှိမဘယ်တော့မှလင်မယားရန်ဖြစ်တာမျိုးတွေမလုပ်မိပါစေနဲ့သားသမီးတွေရဲ့အပြစ်ကိုတွေ့တဲ့အခါမှာလည်းပဲကိုကအလိုဆန္ဒမပြည့်လို့ဆိုပြီးနေမဲငါဆပြောတာမျိုးတွေမလုပ်ပါနဲ့တေးသေးချာချာနီးလန်းကြကြဆုံးပါတွန်တင်ပါဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်တွေမှာဓမ္မမိတ်ဆွေတို့ကမိဘတွေအခုဖြစ်နေတယ်ဆိုရင်လည်းသားသမီးတွေကိုအာဟုသူပေးတဲ့မိဘတွေမှာငါတို့ပါနေပြီလားသားသမီးတွေကိုငရဲပေးတဲ့မိဘတွေမှာငါတို့ပါနေပြီလားဆိုပြီးတော့မှပါနေခဲ့ရင်လည်းစင်ကျင်ပါကိုတတိထားပါတကယ်လို့ကိုကမိဘမဖြစ်သေးဘူးဆိုရင်လည်းသားသမီးဆိုတာနောက်တစ်ချိန်မိဘဖြစ်လာမှာပဲလေဒါကြောင့်အခုတည်းကဒီအချက်လက်တွေကိုသေချာမှတ်သားထားမယ်ဆိုရင်သားသမီးတွေလည်းအပြစ်မဖြစ်တယ်လို့မိဘတွေလည်းအေးချမ်းတာပေါ့လေအားလုံးကိုစိတ်နှဖျားချမ်းသာနိုင်ကြပါစေ